မနေ့ကသာထားတိုင်းဒီမှာကြောင်းကုတ်ခံရပြီးတော့ခုနှစ်ချက်ချုပ်လိုက်ရတာကို insurance ကနေပြန်တောင်းလို့ရမယ်ထင်တယ်နော်လူနာတွေကြည့်ရင်လည်းရောကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပါဒီလူတော်တော်များများပေါ့နော်ရုတ်တရက်ယောဂကြီးကြီးမားမားတစ်ခုရှာတွေ့သွားတဲ့အခါကတော့ဥပမာကင်ဆာကုရတဲ့အခါတို့နောက်နှလုံးယောဂဖြစ်တာတို့ကြောက်ကက်ထိတဲ့အခါတို့မှာဆိုရင်ယောဂအတွက်ဆေးကုသရတဲ့ဆေးတွေမနှေးကုန်ကြကြတယ်ဒီကုန်ကြဆေးတွေအတွက်စိတ်ပင်ပန်းရတာကျန်းမာရေးအတွက်ကြိုတင်ဆုဆောင်ထားတာမျိုးမရှိတဲ့အခါမှာပူပန်မှုတွေများရတယ်ဆိုတော့မြင်နေရတယ်ပေါ့နော်ကိုရိုင်းနဲ့2024တော့ဒီညာဘက်မျက်စိရဲ့ retina လို့ခေါ်တဲ့မြင်လွှာအနောက်မှာပေါ့နော် retina ထဲအပေါက်ရှိနေလို့ဘန်ကောက်မှာကုသမှုလုပ်ခဲ့ရဘူးတဲ့အဲ့တော့ကို့မှာဒီယောဂဖြစ်နေမှန်းလည်းမသိခဲ့ဘူးယောဂတွေ့သွားရတဲ့အကြောင်းရင်းကလည်းတကယ်တော့မျက်စိပါဝါဖြောင်းမယ်ဆိုပြီးတော့မျက်စိအကျိုးဆင်ရင်ထဲမှာယောဂရှိနေမှန်းကိုရုတ်တရက်တွေ့ခဲ့ရတာပေါ့နော်အဲ့ဒါနဲ့ဒီဘန်ကောက်မှာပဲဒီ retina ကိုအပေါက်ဖာရတာကုသမှုတွေလုပ်ခဲ့ရတယ်အဲ့တော့ကုန်ကြစိတ်တွေလည်းရှိခဲ့ပေါ့နော်ဆိုတော့လူဆိုတာကအမြဲတမ်းတော့ကျန်းမာမနေနိုင်ဘူးကျန်းမာရေးအခြေအနေတွေကရုတ်တရက်လည်းထပြီးတော့ဖြစ်တတ်တယ်ဖြစ်လာရင်လည်းကုန်ကြစိတ်တွေများရဲဆိုတာကိုကိုယ်တိုင်အတွေ့အကြုံတွေရမြင်လာရတယ်ပေါ့နော်ကိုယ်တိုင်ကလည်းအခုအသက်က30ကျော်လာပြီဆိုတော့ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကိုယူဆိုင်တာကျန်းမာအောင်ကာကွယ်နေထိုင်တာတွေအပြင်ကိုဒီလိုတစ်ခုခုကျန်းမာရေးပြဿနာကြုံလာခဲ့ရင်ငွေကြီးပိုင်းဆိုင်ရာမှာကုန်ကြစိတ်အတွက်ဘယ်လိုမျိုးကာကွယ်ထားတင်လဲဆိုတာကိုလည်းတွေးဖြစ်လာရပေါ့အဲ့တော့ဒီ financial ဘိုင်းမှာ cover ဖြစ်အောင်လို့ဒီနှစ်ထဲမှာကျမရဲ့အာမခံထားလိုက်ရင်ကောင်းမလားဆိုပြီးတော့စဉ်းစားမိနေတာအဲ့ဒါနဲ့ကျမရဲ့အာမခံတွေလိုက်ရှာလိုက်ကြည့်ရင်လည်းပေါ့နော်ကိုနဲ့ဘယ် insurance ကကိုက်ညီမလဲဆိုတာကိုလိုက်ရှာလိုက်ရင်လည်းဒီ Capital Life ရဲ့ iMedical Insurance ကအဆင်ပြေမယ်လို့ယူဆမိသွားရပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်သိသွားတာလေးတွေလေးလာဖြစ်တာလေးတွေနဲ့ကြိုက်တဲ့အချက်လေးတွေကိုကိုလိုပဲကျမရဲ့ကုန်ကြစိတ်တွေအတွက်အကာအကွယ်ရအောင်လို့ကြိုပြင်ဆင်ခြင်းတဲ့သူတွေရှိမယ်ဆိုရင်အဆင်ပြေအောင်လို့ဒီဗီဒီယိုလေးနဲ့ sharing ပြန်လုပ်ပေးခြင်းလားလို့ပါရှင်တော်တော်များများကျန်းမာရေးအာမခံဆိုတာကဒီအသက်ကြီးရဲ့သူတွေအတွက်လောက်ပဲလို့ထင်ကြရပေါ့နော်တကယ်ကပဲအသက်အရွယ်ဖြစ်ဖြစ်အခြေမရွေးပေါ့နော်မထမတ်ထားတဲ့ကျန်းမာရေးပြဿနာတွေကဖြစ်လာနိုင်နေဆိုတာကိုမိနေတတ်ကြရလေနော်ဘာလို့ဒီ iMedical Insurance ကိုတတိထားမိသွားရလဲဆိုတော့ကားပေါ်မှာရေဒီယိုနားထောင်နေလေဘန်ကောက်ထိစေးကုသနိုင်ဆိုရဲကြောင်ညာသချင်းတန်ကြားရလူကစိတ်ဝင်စားသွားတာဘန်ကလည်းအရင်ကဒီဘန်ကောက်ကိုစေးကုဖို့စေးစစ်ဖို့တွေသွားဖြစ်ခဲ့တာဆိုတော့လေဘန်ကောက်ထိစေးကုသနိုင်နေဆိုတာဘယ်လိုမျိုးလဲပေါ့အဲ့နဲ့စိတ်ဝင်စားပြီးလေ့လာကြည့်လိုက်တော့ဒီကျန်းမာရေးအာမခံကဘန်ကောက်မှာကိုတဲ့စေးကုသဆေးတွေအတွက်ပါ cover ဖြစ်တယ်ပူကြမလို့လို့တွေးလိုက်ရတယ်ပေါ့နော်ပြီးတော့ဒီ Capital Life ရဲ့ iMedical Insurance ကဘန်ကောက်မှာစေးသွားကုလို့ရတယ်ဆိုတဲ့အချက်တွေမဟုတ်သေးဘဲနဲ့ပြည်တွင်းကဆေးရုံတွေမှာပါဆေးကုသမှုတွေအတွက်အဆင်ပြေဆိုတာကိုတွေ့လိုက်ရတယ်။ပြည်တွင်းကပုဂ္ဂလိကဆေးရုံတော်တော်များများမှာဆေးရုံတက်ရမယ်ဆေးကုသမှုတွေလုပ်ရရမယ်ဆိုရင်အရင်ဆုံးအနေနဲ့ deposit သွင်းရတာများတယ်ပေါ့နော်။အခါကျတော့ကိုကလက်ထဲမှာငွေသားများများမပါသွားတဲ့အခါမျိုးမှာဆိုရင်အချိန်ဆောင်ရတာတို့မလိုအပ်ဖ ೇನೆ အချိန်ကြန့်ကြာသွားတာမျိုးကြုံရနိုင်တယ်။အဲ့လိုအချိန်မျိုးမှာဆိုရင်ဒီ iMedical Insurance က cashless claim ရတဲ့အတွက်ကိုယ့်စီမှာအာမခံရှိထားတဲ့အခါမှာဒီ deposit ကိစ္စအတွက်အာရုံမများရတော့ဘူးပေါ့။နောက်တစ်ချက်သဘောကျတာကကြတော့ဒီ insurance ကဆေးရုံတက်ပြီးကုသရတဲ့အခါဆေးရုံမှာဆေးကုသရတဲ့ကုန်ကြစိတ်တွေအပြင်ကိုဆေးရုံမတက်ခင်မှာဒီယောဂအတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတဲ့ကုန်ကြစိတ်ရဲ့ဆေးရုံဆင်းပြီးနောက်ပိုင်းမှာဒီယောဂအတွက် follow up ပေါ့နော်ရက်ချင်းပြန်ပြရတဲ့ဆေးတွေကိုပါ cover ဖြစ်စေတယ်ပြန်တောင်းနိုင်နေဆိုတဲ့အချက်ပါဥပမာဘယ်လိုပြောလဲဆိုရင်ဒီကင်ဆာဖြစ်တဲ့လူနာတယောက်ကဆေးရုံမှာကုသမှုတွေလုပ်ပြီးနောက်ပိုင်းမှာခီမိုဆက်သွင်းရမယ်ပေါ့အဲ့ဒီခါမှာဆေးရုံမှာဆင်းပြီးရဲ့ချိန်ခီမိုဆက်သွင်းရတဲ့ကုန်ကြစိတ်တွေကိုပါပြန်တောင်းလို့ရတယ်လို့ပြောတယ်နောက်တစ်ခုကဒီကြောက်ကက်ယောဂဖြစ်လို့ကြောက်ကက်ဆေးရတဲ့ကုန်ကြစိတ်အထိပါပြန်ပြီးတော့ claim လို့ရတယ်ဆိုတော့ဒါတွေကအဆင်ပြေစေရလို့မြင်နေပေါ့နော်နောက်ကျမရဲ့အာမခံတွေအကြောင်းလိုက်ပြီးတော့ရှာဖက်ကြည့်နေဘာထက်တွေလဲဆိုရင်တချို့အခြေခံကျမရဲ့အာမခံဆိုတာမျိုးတွေကဆေးရုံဗနေရတက်မှာတို့မေဆေးပါတဲ့ခွဲစိတ်ကုသမှုမျိုးမှာကျမရဲ့စိတ်ပြန်တောင်းလို့ရတယ်တို့ဒီလိုကန့်သက်ချက်တွေရှိတတ်တယ်ဆိုတော့တွေ့လိုက်ရတယ်ဒီ iMedical Insurance ကကြတော့ဆေးရုံတက်ဆရာမလို့တဲ့တရက်ထဲမှာနေချင်းပြီးတဲ့ minor surgery တွေပေါ့နော်ဥပမာဆိုရင်အစီကျိတ်ခွဲတာမျိုးပေါ့ဒီကုန်ကြစိတ်မျိုးတွေပါအကာအကွယ်ပေးရဆိုတော့တွေ့ရတယ်ပေါ့နော်မနေ့ကသာထားတိုင်းဒီမှာကြောင်းကုတ်ခံရပြီးတော့ခုနှစ်ချက်ချုပ်လိုက်ရတာကို insurance ကနေပြန်တောင်းလို့ရမယ်ထင်တယ်နော်အရင်တော့ဒီကျန်းမာရေးအာမခံတွေထိုင်စီကြီးမှာပဲပတ်စံပိုကုန်ပါတယ်လို့ထင်ခဲ့ရပါတော့အခုတကယ်ကိုယ်တိုင်လိုက်ကြည့်လိုက်တော့မှကိုယ့်ရဲ့အတန်းနဲ့ဆိုရင်ဒီ plan ပေါ့နော်ဒါကဘန်ကောက်မှာပါကုလို့ရတဲ့ plan လို့ပြောတယ်ဆိုတော့ဒီ Grand Plan 2 Plus ထားမယ်ဆိုရင်ကိုယ့်ရဲ့အတန်းနဲ့ဆိုရင်သူကတစ်နှစ်စာကို18သိန်း6တောင်းဆိုတော့တစ်လကို3,400,000တရက်နှုံနေဆိုရင်4,800ကျော်ပဲကြာတော့မှာပေါ့ဈေးကြီးမှလို့ဘာလို့တွေးခဲ့မိလဲမသိဘူးเนาะဆိုတော့တရက်ကို4,800ကျော်ကအခုကုန်စည်နှုန်းနေတယ်ဆိုရင်ဘယ်လိုပြောရမလဲတနေ့ကိုကော်ဖီတစ်ခွက်ဖိုလောက်နဲ့ကိုယ့်ရဲ့ကျန်းမာရေးကုန်ကြစိတ်တွေအတွက်3,200အထိအာမခံထားဝင်အကာအကွယ်ရမှာဆိုတာအခုမှပဲတွက်မိလိုက်တာ
ဒီမှာပုံမှန်ကျန်းမာရေးအာမခံအများစုလိုမျိုးသူကအသက်60အထိပဲထားလို့ရတာမဟုတ်ဘဲနဲ့ရက်30သားအရွယ်ကနေအသက်65နှစ်အထိထားလို့ရတယ်တဲ့ဖေဖေက66နှစ်ဖြစ်သွားပြီဆိုတော့ထားလို့တော့မရတော့ပြီမေမေကကျတော့60ကျော်ပဲရှိသေးတာဆိုတော့မေမေအတွက်ပါထားပြီးမလားလို့တခါရေးစဉ်းစားလိုက်တယ်ပေါ့နော်လူကြီးတွေကရှိတဲ့နေလေနော်ဆိုတော့မမေကိုဒါ grand plan 1ထားမယ်ဆိုရင်သူကတစ်နှစ်စာကို26သိန်းတက်တာရက်ကို9000ကျော်ဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဒါကိုတွက်ကြည့်လိုက်မယ်ဆိုရင်အသက်ငယ်တော့မှထားရင်တွင်းရတဲ့ပမာဏကနေပြီးတော့အသက်ကြီးရင်တော့ risk များရဲ့အတွက်တွင်းရတဲ့ပမာဏကနည်းနည်းပိုပြီးတော့များသွားတယ်ပေါ့နော်အသက်ကြီးငယ်ငယ်ပေါ့နော်ကျန်းမာရေးတစ်ခုဖြစ်လာပြီဆိုရင်ကုန်ကျစရိတ်ကမနည်းတော့ဒီ insurance ကငယ်တုန်းထားတာတော့ပိုပြီးတော့ကြိုက်တယ်ဆိုတော့သိလိုက်ရပြီအဲ့တော့မေးကြရှိမှာကဒီအရင်ကလည်းဒီလိုပဲအာမခံတွေမရှိပဲနေလာကြတာပဲပေါ့အခုကျမရအာမခံမရှိတော့ရောဘာဖြစ်လဲမဖြစ်မနေထားကြလို့လားဆိုရင်မရှိလို့မတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့တခြားစဉ်းစားကြည့်လိုက်ရင်တကယ်လို့ကိုကမတော်တဆကျမရပြဿနာတွေဖြစ်လာတာမျိုးယောဂဖြစ်သွားတာမျိုးဆိုရင်နေမကောင်းတဲ့အချိန်မှာအလုပ်တွေနားရလို့ဝင်ငွေမရှိဖြစ်တဲ့အချိန်စေကူစိတ်တွေပါကုန်လာတဲ့အခါမှာလူပင်ပန်းစိတ်ပင်ပန်းဖြစ်ရတော့မှာအဲ့ဒီအချိန်ကိုမှကျမရအာမခံတာရှိထားမယ်ဆိုရင်တခုခုမကျမ်းမာတဲ့အချိန်နေမကောင်းလို့စိတ်ပင်ပန်းနေရတဲ့အချိန်မှာဒီဆေးရုံဆေးတွေကုသဆေးတွေအတွက်ပါစိုးရိမ်နေရတာမျိုးကိုကတခြားတစ်ခုခုလှုပ်ချင်တာအတွက်ရည်ရွယ်ပြီးတော့စုထားတာကနေစေကုသစီထုတ်သုံးလိုက်ရတာမျိုးမဖြစ်တော့ဘူးပေါ့နော်တခုတော့ရှိရပါကိုကအာမခံဝယ်တော့မယ်ထားတော့မယ်ဆိုရင်တော့ဒီစိတ်ချယုံကြည်ရတဲ့နေရာဝယ်ဖို့ရယ်ကိုနဲ့ကိုက်ညီမဲ့ insurance plan ကိုတခြားရွေးဖို့နဲ့ကိုဝယ်ထားတဲ့အာမခံမှာဘယ်လိုမျိုး benefits တွေရနိုင်လဲကိုထားမဲ့ insurance ကဘယ်လိုယောဂကုသမှုတွေအတွက်ဘယ်လောက်အထိ cover ရနိုင်လဲဆိုတာကိုတော့တခြားကိုယ်တိုင်နားလေထားဖို့ရယ်နောက်ဒီ insurance ဘက်ကိုတခြားရှင်းပြခိုင်းဖို့တော့လိုပါမယ်ရှင်ဒါမှရေရှည်အတွက်လည်းအဆင်ပြေမယ်လို့ထင်ပါတယ်เนาะဆိုတော့ဒါကကိုယ့်အတွက်ရောမိမိအတွက်ပါထားဖို့စဉ်းစားထားတဲ့ KBZ Life ရဲ့ဒီ iMedical Insurance အကြောင်းကိုတခြားလေးလာရင်လည်းတိလိုက်သမျှတွေရဲ့သဘောကျတဲ့အချက်လေးတွေရဲ့ကို sharing လုပ်ပေးလိုက်တာပါရှင်ကျမကြီးပဲဖြစ်ဖြစ်ပေါ့နော်ဘယ်နေရာမှာမဆို prevention is better than cure ဆိုတဲ့အတိုင်းကိုယ့်ရဲ့ကျမကြီးကုန်ကြစိတ်တွေအတွက်အကာအကွယ်ရအောင်လို့ကြိုပြင်ဆင်ခြင်းတဲ့သူတွေရှိမယ်ဆိုရင်ဒီဗီဒီယိုလေးကအကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးကြရင်လည်းပြန်တွေ့ပါမယ်နော်တတာ